Season 2အပိုင်းတစ်လေးရဲ့အစမှာတော့တူမိုအဲနဲ့ခါကူဝါဆိုတဲ့ငမွေတို့တူတို့နှစ်ကောင်ကကျွမ်းမိတ်စာကြီးနဲ့လည်းတိုက်ခိုက်နေကြကြပါတယ်။ဒါပေမဲ့လည်းအတူတူတကွတိုက်ခိုက်နေမှာတူမိုအဲကလည်းပျောက်ဆုံးသွားခဲ့ရပြီးတော့အတိတ်ကအကြောင်းအရာတွေကိုအိမ်မက်နေခဲ့တဲ့လူတစ်ယောက်ကတူမိုအဲရဲ့နာမည်ကိုလည်းယူယူနေပါတယ်။တစ်ဖက်နဲ့တောင်းမှာတော့နေမင်းနဲ့ဖျားနာမီဆွမ်းနဲ့တရက်လျှောက်ရဲဆိုတဲ့တည်င်းကလည်းပျောက်ကွယ်သွားခဲ့ရရင်းနဲ့နာမီတစ်ယောက်ကတော့အဆောင်လက်ဖွဲ့ရေးရာတွေနဲ့လည်းလေ့ကျင့်နေရပါတယ်။ပင်ပန်းပြီးတော့အိမ်မောကြနေခဲ့တဲ့နာမီလေးကိုတော့တူမိုအဲကလည်းထုံးစံတိုင်းပဲလာရောက်ပြီးတော့တောင်းကျမ်းလဲစူပူနေခဲ့ပါတယ်။အတန်းတိစားမှာမနှက်ဖြန်ဖြစ်တာကြောင့်ပြန်အိမ်မက်နာမီကတူမိုအဲရဲ့ဘေးမှာဝဲနေခဲ့တဲ့လက်ပြလေးတစ်ကောင်ကိုလည်းမြင်လိုက်ရပါတယ်။တကယ်တမ်းမှာတော့နဖျားတိုင်းမှာလည်းကိုပိုင်နဲ့တနံပုံစံတွေရှိတတ်ကြပြီးတော့ဝေဖြူရဲ့တခင်မလေးဟာဆိုရင်နှင်းစီပွင့်လေးလည်းဖြစ်ပါတယ်။အဲ့လိုမျိုးပဲမီခါခဲရဲ့နဲ့တနံကတော့လက်ပြလေးဖြစ်နေကြတာကြောင့်တူမိုအဲဟာမီခါခဲကိုတတိများရနေလားဆိုပြီးနာမီကလည်းတွေးနေမိပါတယ်။အဲ့ဒီအချိန်မှာတော့လေးနှစ်ပြရက်လာခဲ့တာကြောင့်ကိုမမဆိုပြီးတော့နာမီကလည်းခေါ်မိသွားပါရဲ့ငါမင်းရဲ့ကောက်ပွဲကိုလာခဲ့သေးတယ်ဒါပေမဲ့ငါမင်းကိုနှစ်ဖျားပြလက်မခံနိုင်သေးဘူးဆိုပြီးတော့နာမီကိုလည်းပြောနေတဲ့အချိန်မှာတူမိုအဲကရောက်လာခဲ့တာကြောင့်ဥတီချက်ကလည်းကူပြောင်းသွားခဲ့ပါရဲ့လေးနှစ်ဖျားလာတဲ့အကြောင်းရင်းကတော့တနိုင်ငံလုံးကနှစ်ဖျားတွေကအော်တိုဘာလာအတိုင်းမှာအီဆူမုံမှာလည်းစုဝေးကြရမှာလည်းဖြစ်ပါတယ်မီဂါခဲရဲ့နေရာမှာတနေရာလွတ်နေခဲ့တာကြောင့်အခုချိန်နှစ်ဖျားဖြစ်နေခဲ့တဲ့နာမီကနတ်တပင်မှာလည်းတရားခွင့်ရမှာလည်းဖြစ်ပါတယ်နာမီကတော့တခြားနှစ်ဖျားတွေကသူမအောင်ဖိတ်ခဲ့တဲ့အတွက်မသွားချင်ဘူးဆိုရင်ညှင်းလိုက်ခဲ့တဲ့အတွက်ဒီနှစ်ဖျားကလည်းနှစ်ဖျားရဲ့အားလုံးထဲမှာမီဂါခဲပင်မှာရှိနိုင်မလဲဆိုတာကိုသိနိုင်မဲ့သူတယောက်ကတော့ရှိကိုရှိမှာဆိုပြီးတော့ပြောရင်းလည်းထွက်ပြေးသွားခဲ့ပါတယ်တန်တေးစားရဲ့ရလေးမှာတော့ထုံးစံအတိုင်းပဲနာမီကိုရန်စားတဲ့ကောင်တွေကိုသူ့မို့အဲ့ကလည်းကာကွယ်ပေးနေကြရပါတယ်မီဂါခဲကိုတတိယနေရဆိုတာသိနေကြတဲ့နာမီကတော့လေးနှစ်ဖျားနဲ့လည်းပြန်လဲပြီးတော့တွေးဆုံနေခဲ့ပါတယ်အီဆူမိုနာမီကသွားဖို့အတွက်ဆုံးဖြတ်လိုက်တာမို့စံသက်ချက်တစ်ခုအနေနဲ့ရှီကာမီတကောင်မွေးမြူရမယ်ဆိုပြီးတော့လေးနှစ်ဖျားကလည်းပြောလာပါတယ်ထိန်ထိန်သားရဲ့သူရဲ့ရှီကိုစားပြီးတော့ကြီးပြင်းလာခဲ့တဲ့အချိန်မှာ9ရက်အသင်းမှာကိုနဲ့မကွာထိန်ထိန်ရမယ်ဆိုပြီးပြောလာပေမဲ့နာမီကတော့ရှီကီကာမီဆိုတာဘာမှန်းကိုလည်းမသိပါဘူးနာမီကမြေနှစ်ဖျားဖြစ်ပြီးတော့မသိတာဒါလေးနှစ်ဖျားကလည်းစိတ်ဆိုးပြီးတော့လည်းပြန်ရောက်သွားခဲ့ပါတယ်အားကြောင့်ပဲဥကိုပေါင်းနိုင်ဖို့နာမီကလည်းမွေးမြူဖို့လည်းဆုံးဖြတ်လိုက်ပါတယ်မိဂါခဲဖျားအကြောင်းထဲမှာတော့နာမီကရှီကီကာမီနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလိုက်ရှာပြီးတော့ဖတ်နေကြရပေမဲ့ဘာမှကိုလည်းနားမလည်နိုင်လည်းဖြစ်နေခဲ့ပါတယ်တိုမိုအဲကတော့နာမီကိုအီဆူမိုမသွားရဘူးဆိုပြီးတော့ဥကိုပြန်လွတ်နေတဲ့အချိန်မှာအခန်းထဲကိုဝင်လာခဲ့တဲ့မီဆူကီကဥလေးကိုလည်းတနေမိသွားပါတယ်တူမိုအဲကတော့ဝမ်းသာသွားပေမဲ့ပထမဆုံးဥလေးမှာရင်ကွဲသွားခဲ့ရတဲ့နာမီကလည်းမျက်ရည်ဘူးတီးလုံးလောက်လည်းကြားနေခဲ့ပါတယ်မထင်မှတ်စွာနဲ့ဥလေးတဲ့ကနေရှီကီကာမီမြောက်လေးတစ်ကောင်မွေးဖွားလာခဲ့ပြီးနောက်နာမီကိုလည်းအာပွားကြီးလည်းပေးနေခဲ့ပါတယ်ဘူးကလန်ပြောနေခဲ့တူမိုအဲကတော့မြောက်ပေါက်လေးရဲ့လက်သီးချက်တွေကိုလည်းကျွေးခံလိုက်ရရင်းနဲ့နောက်ရက်မှာတော့နာမီကចောင်းသွားတဲ့အချိန်မှာလည်းမြောက်ပေါက်လေးကိုလည်းခေါ်သွားပါတယ်9ရက်မဖြစ်သေးပဲမွေးဖွားလာခဲ့ရတဲ့အတွက်နာမီရဲ့ရှီကိုစားမှပြည့်စုံတဲ့ရှီကီကာမီဖြစ်လာမှာဖြစ်ပေမဲ့တူမိုအဲကတော့မြောက်ပေါက်လေးကိုလည်းအရန်ရင်လည်းအထင်နဲ့စမောနေခဲ့ပါတယ်မြောက်ပေါက်လေးနဲ့တော့မှတုံနေခဲ့တူမိုအဲကသူကမှနာမီတော့အတုံးဝင်မဲ့သူဖြစ်ကြောင်းနဲ့နာမီကိုလည်းသူကပဲပိုင်ဆိုင်တာဆိုပြီးတော့လည်းပြောခဲ့ပါအေးတူမိုအဲငါအနေပိုင်ဆိုတဲ့စကားလုံးလေးကနာမီလေးအတွက်တယောက်တည်းကြိတ်ပြုံးစီရမယ်နေလေးသမီးကိုလည်းရစီခဲ့ပါအေးကလေးမလေးဘာပြောနေရတော့လူသားနှစ်ဖျားမှအီဆူမိုသွားမယ်ဆိုတာကြောင့်မနာလိုရဲ့လူတွေရှိတယ်ဆိုပြီးတော့လည်းလေးနှစ်ဖျားလည်းပြန်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါအေးလေးနှစ်ဖျားပြောက်ကွယ်သွားခဲ့ရတဲ့အတူတူအေယာမပင်းကူကြီးတကောင်ကလည်းနာမီရဲ့ရှေ့မှာပေါ်လာခဲ့တာကြောင့်အတန်းထဲကတူမိုအဲကလည်းတန်းပြီးတော့လည်းတီးသွားခဲ့ပါအေးပင်းကူကြီးကိုလည်းနာမီကလက်ထဲကဆောင်နဲ့ကောက်ပေါက်ကြည့်ပေမဲ့မဖြုံတဲ့အပြင်တိုက်ခိုက်ဖို့အတွက်ပါလုံနေခဲ့တဲ့အချိန်မှာတူမိုအဲကလည်းမြေခွေးစွားနဲ့လည်းစက္ကန့်ပိုင်းလေးမှာလည်းရှင်းပြလိုက်ပါအေးကိုရှိရတဲ့သူကိုကာကွယ်ပေးလိုက်ခဲ့တူမိုအဲကစပိုင်တိနဲ့ပဲစင်ပြက်လာနာမီမင်းတို့အတုံးဝင်တဲ့လူကငါပဲပြဿနာတွေအများပြစ်တာနာမီကိုတူမိုအဲကပဲအမြဲကောက်ွယ်ပေးနေခဲ့ရတာကြောင့်အီဆူမိုမသွားခင်မှာသူမရဲ့နှစ်ဖျားစွမ်းအားကိုမြင့်တင်ဖို့လိုအပ်တယ်ဆိုတာကိုလည်းနားလည်သွားပါရဲ့ဒါကြောင့်ပဲဒီရပိုင်းလေးအသင်းမှာလိုက်ပြီးတော့ကာကွယ်ပေးမနေနဲ့လို့တူမိုအဲကိုလည်းမှားလိုက်ခဲ့တာကြောင့်တူမိုအဲကတော့ဒုက္ခရောက်မှငါ့ကိုလာမတားနဲ့ဆိုပြီးတော့လည်းစိတ်ဆိုးနေခဲ့ပါရဲ့ဒီလိုနဲ့ပဲကြောင်ဟန်တဲ့ကိုစောစောရောက်လာခဲ့အာမီကတော့ပင်းကူဝိညာဉ်ကြီးနဲ့လည်းရင်ဆိုင်နေရပြီးတော့နာမီရိုးစီကိုလည်းအော်ဟစ်ပြီးတော့လည်းအကူညီလာတောင်းခဲ့ပါရဲ့အာမီလေးတော့နာမီကကာကွယ်နိုင်ဖို့အတွက်အဆောင်လက်ဖွဲ့လေးတစ်ခုလည်းလက်ဆောင်ပေးလိုက်ခဲ့ရပါရဲ့ပင်းကူဝိညာဉ်ကြီးကိုနာမီအနေနဲ့ရင်ဆိုင်ဖို့မဖြစ်နိုင်ကြောင်းနဲ့သူ့ကိုပဲအားကိုးဖို့သူ့မို့အဲ့ကလည်းလာအတင်းဆွဲပြီးပြောခဲ့ပေမဲ့နာမီကတော့ထွက်ပြေးသွားပါရဲ့လိုင်းရတဲ့နေရာမှာတစ်ပင်ဟာ6ပြီးတေတော့မှမရတာမို့နှစ်ဖျားစွမ်းနဲ့ပြန်လဲပြီးတော့လည်းနာမီကလည်းပြန်လဲလန်းဆန်းစီခဲ့ပါရဲ့ပြီးတဲ့အခါမှာတော့အေယာမပင်းကူကြီးတွေရှိရဲ့စာအုပ်တွေရှိရဲ့ခန်းမှာနာမီတယောက်အဆောင်စာရွက်တွေကဲရင်းနဲ့လည်းဆူတောင်းနေခဲ့ပါရဲ့မြင်စာရွက်လေးနဲ့ငါ့ကိုနှိမ့်နှိမ့်လို့မရဘူးငါအသက်ရှင်နေတာကနှစ်ရပေါင်းများစွာရှိနေပြီနာမီလေးတယောက်ပင်းကူဝိညာဉ်ရဲ့ရှေ့တန်းနေမှာရှုံးတောင်ခံထားရရင်းနဲ့အတွင်းထဲကနှစ်ဖျားစွားတွေကိုစားသုံးနေကြတော့မှတူမိုအဲကလည်းအချိန်မီနဲ့လာရောက်ပြီးတော့ကဲတင်လာခဲ့ရပါရဲ့ဖလာဆန်မင်းကိုပိုင်းဖြတ်ပြစ်မယ်ဒါမဲ့နာမီကိုစားပြီးတော့ပင်းကူဝိညာဉ်စွာကြီးသွားခဲ့တဲ့အတွက်အမောင်သူကလည်းပြန့်နှံ့နေခဲ့ပြီးလည်းဖြစ်ပါရဲ့သူကိုယ်တိုင်လိုက်လာချပွေပြီးတော့ချင်းပြမဖြစ်တော့မယ်ဆိုတာသိလိုက်ရတဲ့တူမိုအဲကမင်းမျောနေခဲ့တဲ့နာမီကိုလုံခြုံစိတ်ချမဲ့စေးရုံမှာလည်းထားခဲ့ပါရဲ့ဝိညာဉ်ရဲ့အမောင်စွာတူမိုအဲရဲ့လက်ကိုလည်းစီစဉ်သွားခဲ့ပါရဲ့ဒါကြောင့်ယူဆေးပေမဲ့လည်းမပြောက်ကွယ်သွားခဲ့တဲ့အချိန်မှာမိဂါခဲကသူ့ကိုအရင်တော့တကိုယ်လုံးမှာသွေးတွေပိနေခဲ့တဲ့အချိန်မှာတန့်စင်ပိခဲ့ရအောင်လည်းအမှတ်ရသွားပါလေမိဂါခဲနဲ့ပထမဆုံးဆုံခဲ့ရတာကိုဒါမှတ်မိပေမဲ့ဘာလို့အဲ့ဒီအချိန်တော့တူမိုအဲကတကိုယ်လုံးသွေးတွေ
ပေးနေရလဲဆိုတော့မေးနေပါတယ်အဲ့ဒီချိန်မှာတော့သူမိုအဲနောက်ကနေပင်ကူဝိညာဉ်ကြီးကလည်းတိုက်ခိုက်ဖို့လည်းရောက်လာပါတယ်နနာမီနဲ့သူအာမီကပါဆေးရုံကိုရောက်နေကြတာဖြစ်ပြီးတော့စာကြီးတိုက်တဲ့ပင်ကူစီမှာအာမီကလည်းစိုးစုသွားခံရတာလည်းဖြစ်ပါတယ်သူမပေးလိုက်တဲ့အဆောင်လက်ဖွဲ့လေးကအလုံးမဖြစ်သွားခဲ့ရကြောင်းနနာမီကလည်းဝမ်းနဲ့နေခဲ့ပါတယ်အဲ့ဒီချိန်မှာဆရာဝန်ပုံစံဟန်ဆောင်ထားခဲ့တဲ့လင်းနဲ့ဖျားကမြောက်လေးကိုလည်းကင်ထားရင်းနဲ့လည်းငိုနေခဲ့ပါတယ်ဘာလို့လဲဆိုရင်3ရက်အတွင်းမှာမူဖွက်လာစီခဲ့တဲ့ရှီကာမီမြောက်လေးကလည်းပင်ကူဝိညာဉ်ရဲ့စီမှာလည်းစွမ်းအားကိုလည်းအစိုးခံလိုက်ရတာကြောင့်လည်းဖြစ်ပါတယ်အာမီကလည်းဆေးရုံကိုရောက်တခြားလူတွေကလည်းနနာမီရဲ့တုံးမကြတဲ့အဆောင်စာရွက်တွေကြောင့်ပြဿနာတရားလည်းပို့ပြီးတော့ကြီးခဲ့ရလို့သူမိုအဲ့ဒါအချိန်မီရောက်မလာခဲ့ရင်ရှင်နေရအများကြီးစိုးမှလည်းဖြစ်ပါတယ်တုံးမကြတဲ့အဆောင်စာရွက်ရင်းနေတာမလုပ်ဖို့နဲ့မြောက်လေးကိုအဆောင်စာရွက်လေးလို့သဘောထားပြီးတော့သူမရဲ့ချီစွာကိုတုံးကြည့်ဖို့အတွက်လေးနဲ့ဖျားကလည်းရှင်းပြလိုက်ပါတယ်နနာမီရဲ့အလို့ရှင်ဆုံးစွာအားကိုစိတ်ကူးပုံဖော်ကြည့်ဖို့အတွက်လည်းပြောလိုက်လို့တစ်ဖက်မှာလည်းသူမိုအဲကပင်ကူဝိညာဉ်ကြီးနဲ့လည်းရင်ဆိုင်တိုက်ခိုက်နေရပါတယ်မြန်မာလိုဆိုရင်တော့ကောက်ကွဲတူလေးလိုနာမည်ရတဲ့မာမူယိုဆွဲစကားလုံးကိုနနာမီရဲ့နှုတ်ကနေထွက်လိုက်တဲ့အချိန်မှာတော့ချီစွားစီနဲ့မြောက်လေးကလည်းတနေရာကိုလည်းနနာမီကိုလည်းလမ်းပြပေးခဲ့ပါရဲ့မာမူရဲ့ရှီလာအောက်ကနေပြီးတော့ရွှေအောင်လင်းတန်းနေရာတဲ့နေရာတစ်ခုလုံးကိုတန်းစင်ပေးနေကြတာဖြစ်ပြီးတော့တစ်ဖက်ကသူ့မိုအဲကလည်းပင်ကူကြီးနဲ့တိုက်ခိုက်နေရပြီးတော့အချိန်လဲဆွဲထားပေးခဲ့ပါရဲ့ပင်ကူဝိညာဉ်ကြီးကိုမတန်းစင်နိုင်ခဲ့သူ့မို ASC ကိုတော့ကလေးတယောက်လိုမျိုးခုံပေါက်ပေးလာခဲ့နနာမီရဲ့ပုံရိပ်လေးကဘီကာကဲသူ့ကိုစေကြောတန်းစင်ပေးခဲ့တဲ့ပုံရိပ်လေးနဲ့လည်းအရန်ကုန်မှာလည်းစင်တူနေခဲ့ပါရဲ့ကလေးတယောက်လိုမျိုးခုံပေါက်ပြီးတော့ဖထားလိုက်တဲ့နနာမီလေးကြောင့်သူ့မိုအဲ့တော့မတတ်စင်နိုင်ခဲ့သူ့ရဲ့လက်တစ်ဖက်လေးရလည်းအရင်လိုမျိုးလည်းပြန်ဖြစ်သွားခဲ့လို့ကြောင်းကန်းတစ်ခုလုံးကလည်းရွှေဝါရောင်လင်းတန်းတွေလည်းစီးဆင်းသွားခဲ့ရပါရဲ့မကောင်းဆိုးအားနေနိုင်တဲ့နနာမီရဲ့စွမ်းအားကိုလည်းအော်သွားခဲ့ရပြီးတော့ဒါလေးကမာမူလေးရဲ့စွမ်းအားဖြစ်ကြောင်းနနာမီကလည်းပြောရင်းနဲ့လည်းပြောပြလိုက်ပါရဲ့သူ့မိုအဲ့ကိုလည်းသူမကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောပေးမယ်မဟုတ်တာငါအမင်းကိုကာကွယ်ပေးရမယ့်တာဝန်ရှိတာပါဆိုပြီးတော့နနာမီရဲ့နှစ်ဖူးလေးကိုလည်းထိခဲ့ပါရဲ့ဒီလိုနဲ့ပဲလေနှစ်ဖျားရဲ့စနက်ဆောင်ပွဲအောင်သွားခဲ့တဲ့နနာမီလေးကလည်းနှစ်ဖျားရဲ့အများကြီးရှိတဲ့အီဆူမိုကိုလည်းတွားတော့မှလည်းဖြစ်ပါရဲ့